Hello no နှုတ်မစမ်းထိုင်မနေ့ကအကြောင်းပြမှာမင်းကလေးချိန်ပြီးတော့ရန်ဖြစ်ကြတယ်ဆိုအဲ့ဒါသမီးတို့မဟုတ်ဘူးဆရာမကိုတန်းအမကြီးဘယ်အခက်ဘယ်အတန်းမဖြစ်ဖြစ်ဒီကြောင်းမဟုတ်ဘူးလားဒီကြောင်းတက်ခါကြရလေနှုတ်ကတော့ဘာဖြစ်နေတော့ဂျိမ်းစပိုးမတွေဟမ်ဂျိမ်းစပိုးမတွေလူတွေကြည့်တော့ဖြစ်တဲ့လုံးတော့မရှိသေးဘူးဟမ်ဘယ်အတန်းဘယ်အခန်းမဖြစ်ဖြစ်ဒီကြောင်းကိုစားပြုတယ်ဒီကြောင်းတက်ခါကြတယ်ငါတို့တက်ခါကြတယ်နှုတ်ကတော့ဘာထင်နေရောငါတန်းနေရမဟုတ်လို့ပေါ့ငါတန်းနေရဆိုအကုန်လုံးဆွဲပြဲပလိုက်လူလိုနားမလဲတဲ့ဟာတွေတနေ့တနေ့အာကုတုံများတယ်တို့ဟိုကောင်စကားပြောနေစကားပြောနေလားငါစကားပြောနေနေလားပြကောက်ခဲ့သောက်တော့မင်းသမီးလေးတက်တက်လုံးလေးစာရေးအမမေမေခဲနေထဲထားပေးရတချောင်းတစ်ထောင်နဲ့ထဲထားပေးရငါသမီးတချောင်းတစ်ထောင်လောက်ပေးရတယ်နော်မငိုနဲ့ငါသမီးအမလေးငါသမီးကိုတော့မေမေငိုချင်တယ်ငါသမီးကျမသမီးသူ့အတက်ကြီးမှရတာသူ့အဖေစွမ်းဖို့အရှင်ကလေးရလေအိမ်မှာဆိုလို့ရှိရင်စာအုပ်တောင်မကင်ဘူး तू က iPad နဲ့ပဲစာသင်တာသိလားငါသမီးလေးအမလေးမငိုနဲ့ရေးငါသမီးလေးရောအမလေးလိမ်မလိုက်တာကျမသမီးဟမ်သမီးဘိုက်စားလို့လားအမလေးငါသမီးအကြောင်းသိလို့ငါသမီးအကြောင်းသိလို့မေမေထဲလာတယ်ဒီမှာဒိုရံမီကထုတ်တဲ့ကိတ်မုံလေးငါသမီးအကြိုက်လေးမေမေထဲလာတယ်ရောငါသမီးရောကျမမယုံမသိလေးတစ်ချက်လောက်ပြေးပါလားခလေးကိုကျမတို့လည်းစားလို့ရတယ်နော်သမီးစုပ်ပေါင်းရှင်းလေးမေမေဒီမှာရှိတဲ့ငါသမီးမေမေမပြအောင်နော်ရိတ်စားရင်ငါသမီးအမလေးကျမသမီးကစားတစ်ခါမှမရေးဘူးလက်ညောင်းတော့မှာပဲကျမသူ့စားဝင်ရေးပေးလိုက်လို့ရတယ်ဟဲ့မရဘူးလေအမကလေဩဟုတ်တာပဲငါသမီးဒီကရုပ်ဆိုးစွန်းတဲ့ဆီယာမရေးလို့မရဘူးတဲ့ငါသမီးကိုရိုက်တဲ့အပြင်မေးကရိုက်နေဦးမယ်ဒီကရုပ်ဆိုးစွန်းတဲ့ဆီယာမကြီးငါသမီးဘိုက်ဆိုင်ပြောတော့မေမေဒီမှာငါသမီးကြိုက်ဒိုရံမီနိုးချက်ဥကိတ်မုံလေးယူလာခဲ့တယ်အရသာလေးစိမ့်လေးငါသမီးကြိုက်တယ်မလားငါသမီးပြောတယ်မေမေတော့ဘိုက်ဆိုင်နေပြီမေမေထုတ်ထားလိုက်မယ်နော်ငါသမီးနော်ကျမရေးလိုက်ပါကျမကဲရော့တန်းတန်းမမသွားတော့အခန်းထဲဟိုဝင်တီထွက်မလို့နဲ့ရော့ယူပါမေမေသမီးကိုမဟုတ်ဘူးဟဲ့ဘာမုံဘိုးလဲညီကမုံဘိုးယူရအောင်ညီရွယ်နဲ့ပတ်စံကင်တက်နေမို့လားညီကမုံသွားစားတက်နေမို့လားငါသမီးကိုမမေနေ့တိုင်းဒီမှာဒိုရံမီနိုးကျဲဥကိတ်မှုထည့်ပေးနေတယ်လေကျောင်းမှာအဝစားလို့ရတကယ်ချင်းတွေလည်းကျွေးလို့ရတယ်လေဘိုက်ပြည့်တယ်လေမမေရလည်းမကြိုက်ဘူးလားမကြိုက်နေငါကြိုက်တယ်ငါအိမ်တိုင်သွားမယ်ရော့ကြိုက်တယ်ရောက်သွား